ပထမကြောမှာတော့ငါ PSG အသင်းရဲ့တိုင်မြန်တိုက်စစ်တွေနဲ့အဆုံးသက်တွေကကောင်းမွန်ခဲ့တာမှန်ပေမဲ့လည်းဘိုင်ယန်မြူနစ်အသင်းရဲ့ဝိုင်းရင်ကိုသမားကြီးလူဟာရဲ့အနှဲငယ်လိုအပ်ချက်တွေကြောင့် PSG အသင်းကအသာစီးရရှိခဲ့တာလို့ကျွန်တော်ကတော့ထင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာတော့ကြာသပတေးနေ့မနက်အစောပိုင်းမှာရှပြိုင်ကစားသွားမယ်ချန်ပီယံလိဆီမီဖိုင်နယ်ပွဲစဉ်ဒုတိယကျော်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘိုင်ယန်မြူနစ်အသင်းနဲ့ PSG အသင်းတို့ရဲ့ပွဲစဉ်ကိုကိုရလက်ခမှန်ပြီးသွားမှာဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ပထမကြော်ရလက်ကတော့အားလုံးသိကြတဲ့အတိုင်းပဲ PSG အသင်းရဲ့အိမ်ကွင်းမှာမြိုင်မြိုင်ဆိုင်ဆိုင်အပြန်အလှန်သွင်းဂိုးတွေနဲ့ PSG အသင်းက9ဂိုး4ဂိုးဆိုတဲ့ရလက်နဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်ခုဒီချိန်ပြန်လည်တွေ့ဆုံမှုမှာလည်း PSG အသင်းနေနဲ့ထပ်မံနိုင်ယူပြီးတော့ final ကိုတက်ရောက်သွားမလားဆိုတော့ကိုတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ပထမကြော်တုန်းကလည်း PSG အသင်းကအနိုင်ယူနိုင်ခဲ့တယ်ဆိုပေမဲ့လည်းဘောလုံးကိုဘိုင်ယန်မြူနစ်အသင်းကပို့ပြီးတော့စိုးမိုးကစားနိုင်ခဲ့တာဖြစ်တဲ့အပြင်ခွင့်ရေးတွေလည်းဘိုင်ယန်မြူနစ်အသင်းကပုံမဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်ဆိုပါပွဲစဉ်တုန်းကဘိုင်ယန်မြူနစ်အသင်းကအရာရာသာတိရယူပြီးတော့ကစားနိုင်ခဲ့ပေမဲ့လည်းကိုသမားရဲ့အနေငယ်လိုအပ်ချက်ကြောင့်PSG အသင်းကိုအရှုံးပေးခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့အခုဒီချိန်ဘိုင်ယန်မြူနစ်အသင်းရဲ့အိမ်ပွဲမှာတော့ PSG အသင်းကိုဘိုင်ယန်မြူနစ်အသင်းကအရှုံးပေးရတော့မှာမဟုတ်ဘဲနဲ့ဘိုင်ယန်မြူနစ်အသင်းကပဲ3-1လောက်နဲ့ပြန်လည်အနိုင်ယူပြီးတော့ final ကိုတက်ရောက်သွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ